ကျမတို့ပုံမှန်အားဖြင့်ပေါ့နော်ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတစ်ခုကိုရဖို့ဆိုရင်ကိုအယိုးကြေကြေအရေခမ်းခမ်းဆိုသလိုအစွမ်းရောက်တဲ့အထိတွန်းအားပေးရမယ်လို့ယူဆတတ်ကြတယ်လေဒါမဲ့အဲ့လိုအစွမ်းရောက်စင်းရဲပြင်ပန်းခံခြင်းဟာတကယ်တော့ထောင်ချောက်တစ်ခုဖြစ်နေရင်ကောလို့တွေးကြည့်ဘူးလားဆိုဒီနေ့လေးလာမယ့်အကြောင်းအရာကတော့သမိုင်းမှာအထင်ရှားဆုံးသောစိတ်ပိုင်းဆိုင်ရာအောင်ပွဲတစ်ခုဖြစ်တဲ့ဗုဒ္ဓမြတ်စွာဘုရားမာနတ်ကိုအောင်နိုင်ခဲ့တဲ့အဖြစ်အပျက်ကိုသုံးသပ်သွားမှာပါဒီအောင်ပွဲဟာလေကိုဖျက်ဆီးခြင်းနဲ့ရခဲ့တာမဟုတ်ပဲနဲ့အလွန်နတ်နဲတဲ့စိတ်ပိုင်းဆိုင်ရာသိမြင်မှုနဲ့ရခဲ့တယ်ဆိုတာကိုကျမတို့အသေးစိတ်ဒူးဆိုကြည့်ကြအောင်ဟုတ်တယ်ဗျဒီနေရာမှာအစပိုင်းကိုကြည့်မယ်ဆိုရင်ဖျားလောင်းတော်ဟာ6နှစ်တိုင်ဒုက္ခရဇရိယလို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့အကျင့်ကိုကျင့်ခဲ့တယ်ပေါ့အစာအေးစာလုံးဝဖျက်လိုက်တဲ့အတွက်ခန္ဓာကိုယ်ဟာအယိုးပေါ်ရည်တင်ဖြစ်သွားတဲ့အထိပါပဲမရှိမဖြစ်လိုအပ်တဲ့အဆင့်တစ်ခုမဟုတ်ဘူးလားအစိုးရောက်ကြည့်မှသာအလဲလက်ကိုမြင်နိုင်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အမြင်တစ်ခုပါဗျာဒါပေမဲ့ကျွန်တော်တို့ရိုးပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာယန္တရားကိုတေးချပြန်ကြည့်အောင်လူတွေရဲ့ဦးနောက်ဟာအလုပ်လုပ်ဖို့စွမ်းရည်အများကြီးလိုရတယ်လေခန္ဓာကိုယ်ကိုအစားဖြတ်ပြီးငတ်မှုစေတဲ့ဟာဦးနောက်ကတရားမှဖို့ထက်ဆိုင်ရင်နာကျင်မှုဆိုတဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခတွေမှာပဲပိတ်မိနေတော့တာပေါ့အိုးဟုတ်ပြီဒါဆိုရင်ခန္ဓာကိုယ်ကအရင်ပင်ပန်းနေတာပေါ့မှန်ပါတယ်ဥပမာပြရင်ကွန်ပျူတာတစ်လုံးကိုအရေးခံစနစ်မပါဘဲအတင်း overclock လုပ်လိုက်တယ်လို့မျိုးပေါ့ဗျာစနစ်ကြီးတစ်ခုလုံး crash ဖြစ်သွားနိုင်တယ်ဒါကြောင့်သူ့စာတာထွေးတမီလူဒန်းနဲ့နိုးကနာဆွမ်းကိုဖုံးပေးလိုက်ခြင်းဟာအရှုံးပေးလိုက်တာမဟုတ်ဘူးအတိညာပွင့်လင်းဖို့တဲ့လိုအပ်နေတဲ့ဇီဝကမ္မပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုဖြည့်ဆည်းလိုက်တာပဲဖြစ်ပါတယ်အော်နားလည်ပြီဆိုတော့ sick ဆိုတဲ့ software ကိုအလုံးမလုံးခိုင်းရင်ခန္ဓာကိုယ်ဆိုတဲ့ hardware ကိုအရင်ပြန်ပြင်လိုက်တဲ့သဘောပေါ့နော်အဲ့လိုရုပ်ပိုင်းဆိုင်ရာပြန်လဲပြေဝသွားတဲ့အခါနောက်တစ်ဆင့်ကစိတ်ကိုခိုင်းမအောင်တိဆော့ဖို့ဖြစ်လာပြီလေဒီနေရာမှာသူတရလူရဲနဲ့မျက်ရှိစုကြောင်းပါလာတယ်အဲ့ဒါကဟုတ်တာမန်ထိုင်းစရာအခင်းသက်တဲ့ပြလားမဟုတ်ဘူးဗျာမျက်ရှိစုကိုကျဲဖြန့်လိုက်တဲ့အခါအပရာဇီတာပလင်းအဖြစ်ပေါ်ပေါက်လာတယ်ဆိုတာတိတ်ကိုနဲ့တဲ့သင်္ကေတတစ်ခုပါကိုခန္ဓာကျမ်းမာလာပြီဖြစ်လို့အပြင်းထန်ဆုံးသောစိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုရင်ဆိုင်ဖို့မပြည့်စည်နိုင်တဲ့ခြေခံအုပ်မြူတစ်ခုကိုတိဆောက်လိုက်တဲ့သဘောပါပဲအဲ့ဒီအချိန်မှာပဲမာနတ်ရောက်လာတယ်ပေါ့နော်ဒီနေရာမှာကျွန်မနည်းနည်းလောဇဝဲဖြစ်မိတယ်ရှင်စောက်တွေထဲမှာတော့မာနတ်ကလက်နက်တွေနဲ့စစ်တပ်ကြီးနဲ့လာတယ်လို့ဆိုထားတယ်လေအဲ့ဒါကတော်ထဲမှာတကယ်ပေါ်လာတဲ့နတ်ဆိုင်းလားဒါမှမဟုတ်ဖျားလောင်းတော်ရဲ့အတွင်းစိတ်ကနေနောက်ဆုံးတဲ့ယုံကန်နေတဲ့ပြင်းထန်တဲ့အတ္တကိုပုံဆောင်တာလားအတိအကျပါပဲဒါပြမကလာတဲ့နဆိုးထက်ဆိုင်မိမိစွန့်လွတ်ခဲ့တဲ့ຢာတွေကိုအကောင်းဆုံးပုံဖော်ပြီးနောက်ကျောင်းပြန်လဲဖို့တွေးဆောင်နေတဲ့အပြင်းထန်ဆုံးသောအတွင်းစိတ်ဆန္ဒတွေပါပဲဥပမာပြောရင်မာနကနန်းတော်ကိုပြန်တော့ဖို့ရဲ့စကြောတွေမြင့်ဖြစ်လောကကြီးတစ်ခုလုံးကိုအုပ်ဆိုးရမယ်ဆိုပြီးတွေးဆောင်ဖက်တာလေစစ်ကြောတီမင်းဆိုတာဒီဘက်ခေတ်နဲ့ရှင်ကြည့်နေဘီလီယံနာထူတီးချီဒါမှမဟုတ်ကမ္ဘာအကြီးဆုံးကုမ္ပဏီကြီးရဲ့အမှုဆောင်အရာရှိချုံနေရမျိုးပေးမယ်ဆိုပြီးလာပြောတာမျိုးပေါ့တော်ရုံလူဆိုညင်းနိုင်ဖို့မလွယ်ဘူးနော်တကယ်မလွယ်တာဗျကျွန်တော်တို့ကိုအမြဲတမ်းနှောက်ဆွဲနေတဲ့ယာရုတိုးဖို့တွေအပြင်ပန်းအောင်မြင်မှုတွေနဲ့အခြားသူတွေရဲ့အတိအမှတ်ပြုခံရမှုတွေနောက်လိုက်ဖို့တွားပေးနေတဲ့စိတ်အလိုချင်ဆုံးယာတွေနဲ့များတာပါဒါပေမဲ့လောကီစီစဉ်မှန်သမျှဟာတကယ်ငြေးချမှုကိုမပေးနိုင်ဘူးဆိုတဲ့ခိုင်မာတဲ့အတိနဲ့အဲ့ဒီတွေးဆောင်မှုအလုံးကိုပယ်ချနိုင်ကြတယ်တကယ်ကိုကြီးကျယ်တဲ့စိတ်တက်ခိုင်မာမှုပါပဲဒီလိုနဲ့နေမဝင်းမီမှာပဲအဲ့ဒီအတွင်းစိတ်တိုက်ပွဲကြီးကိုလုံးဝအောင်နိုင်သွားလဲပေါ့နော်ဟုတ်တယ်ဗျစိတ်မှာရှိတဲ့အတ္တတွေအလိုစန္ဒာတွေလုံးဝကင်းစင်သွားတဲ့အခါစောတာကွန်ပျူတာဥပမာနဲ့ပြန်ပြောရရင် RAM ထဲမှာရှုံနေတဲ့ data တွေအကုန်ရှင်းသွားတဲ့အတွက်အတိညာဟာအမြင့်မားဆုံးအဆင့်ကိုရောက်သွားတယ်ဒါကြောင့်ညို့အိုရမှာတင်ပုပ္ပေနိဝါဒလူတတိညာကိုရရှိတော်မူခဲ့တယ်ခဏလေးအဲ့ဒီညံဆိုတာကဘယ်လိုမျိုးလဲဟင်ဟုတ်လေကိုဖြစ်တည်ခဲ့ဖို့တဲ့ရှေးဘဝအဆက်ဆက်ကမှတ်ဉာဏ်ဒီအားလုံးကိုရွတ်တရပြန်လဲမြင်တွေ့နိုင်တဲ့စွမ်းရည်မျိုးပေါ့ဗျာစိတ်အနှောင့်အယှက်တွေကင်းရှင်းသွားတဲ့အခါရရှိလာတဲ့အမြင်မားဆုံးတို့ရှင်းလင်းမှုတနည်းအားဖြင့်ဉာဏ်အလင်းပွင့်သွားတာပါပဲနားလည်ပါပြီတကယ်ကိုကြီးကျယ်ခမ်းနားတဲ့အောင်ပွဲတွေဆိုတာလက်နက်နဲ့တိုက်ရတဲ့ပြင်မလောကမှာမဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်မှာသာရှိတယ်ဆိုတာအသေးချပါပဲရှင်အဲ့လိုအောင်မြင်နိုင်ဖို့ခန္ဓာကိုယ်နဲ့စိတ်ဟန်ချက်ညီဖို့ရည်ကြည်ပုံကိုဒီနေ့ဆွေးနွေးချက်တွေကနေတွေ့ရပါတယ်ဒီတော့ဒီနေ့တွေ့ရတဲ့အတူကိုလက်တွေ့ဘဝနဲ့ချိတ်ဆက်ကြည့်အောင်ဗျာမာနဆိုတာကျွန်တော်တို့ရဲ့အလိုချင်ဆုံးစံတာတွေနဲ့အကြောက်တရားတွေပဲဆိုပါစို့အခုလို့
တရင်အချက်လက်တွေပြည့်နှံနေတဲ့လူမှုကွန်ရက်ကနေ like တွေ comment တွေနဲ့အမြဲတမ်းအတိမပြုခံချင်နေကြတဲ့ယနေ့ခေတ်ကြီးမှာကျွန်တော်တို့ရဲ့စစ်မှန်တဲ့စိတ်ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့ခေတ်တဲ့မာနတွေဟာဘယ်ရာတွေဖြစ်နေနိုင်မလဲ ဒါဟာနိစမဝမှာကိုပြန်လဲစမ်းစစ်ရမယ်ဆက်လက်တွေးတော့ရှာဖွေရမယ်အလွန်စိတ်ဝင်စားစရာကောင်းတဲ့မိကွန်းတစ်ခုပါပဲပြင်ပကအနောက်အချက်တွေထက်ကိုစိတ်ထဲကလိုချင်တက်မဲ့မှုတွေကိုအရင်ဆုံးအောင်နိုင်ဖို့ကြိုးစားကြရမှာပေါ့နော်